ဒီတခါတော့နေပြီးတော့ကြက်ကြော်နော်ကြက်ကြော်ရှင်းနေနော်ဒါအာဖရိကရဲ့မိန်းကလေးငယ်တူကနေပြီးတော့ဒီမှာကြက်ရှိတောက်တွေကြက်သားတွေနေပြီးတော့ရွာသမမဝင်ပြီးတော့ရှစ်ထားတဲ့လက်ရလေးဖြစ်တယ်နော်ကျွန်တော်တို့မျိုးတွေထူးထူးဆန်းဆန်းအစားအစာလေးကိုကျွန်တော်တို့ကြည့်လိုက်မယ်ဘယ်လိုရှက်လဲဆိုတော့သူတို့နော်ဒါငရုံမှုထုံးနေနေပြီးသူတို့ရွာသမမဝင်ပြီးတော့ရှစ်တာနော်သူတို့ရိုးရအစားအစာပေါ့ပြောမယ်ဆိုရင်နော်လက်ကလေးနဲ့မောတယ်အကုန်လုံးကြက်ရှိတောက်တွေအိုးမှထေးတယ်သူတို့ငရုတ်သီးလားမသိဘူးဒါထောင်းမယ်သူတို့ထောင်းတယ်ကြည့်ရတော့ငရုတ်သီးမဟုတ်ဘူးဟုတ်တယ်ငရုတ်သီးဟုတ်တယ်ကြက်သက်ဖြူတွေထေးတယ်ကြက်သက်ဖြူတွေကြက်သက်နေတယ်ထေးပြီးတော့ထူထောင်းတယ်သူကအိုးကလေးတေးတယ်စီထေးတယ်ဟုတ်ပြီသူတို့ပထမတစ်ခေါက်ဒီမှာကြော်ပြလိုက်တယ်ထင်တယ်နော်ဒါပြုံးလိုက်တာလားကြော်လိုက်တာလားမသိဘူးဒီဟာကနော်ထူဆန်းတယ်သူတို့စားကလည်းဟုတ်ပြီကောင်မလေးကရှောတယ်ဗျာနော်ဟုတ်ပြီမှာပြုတ်ထားတဲ့ဟာကိုနေပြီးတော့ဒေအိုထဲမှာငရုတ်သီးတွေပါတယ်ထေးပြလိုက်တယ်ဟုတ်ပြီရှင်နေကတော့ရသွားပြီဟုတ်ပြီရောသမမွေတဲ့ကြက်တဖြူထေးတယ်ဟုတ်ပြီကြက်တနီတွေထေးလိုက်တာကြည့်အောင်ရှောတဲ့ကောင်မလေးကမရှောဘူးလားကျွန်တော်မျက်လုံးမှာတော့ရှောတယ်ဗျာနော်မွေထားတာလက်ရကလည်းမိုက်တယ်ဟုတ်ပြီစားထေးတယ်စားအနေငယ်ထေးပြီးတယ်အေးမှာဖုံးအုပ်တယ်ရကောင်းပြီโอเคလဲကြော်ညာတယ်ဘာလဲမသိဘူးနော်ဒါကဒီငပီးတွေစားတဲ့အကောင်လုံးအစုံပေါ့ဟင်းလဲရကနေပဲသူတို့ကြော်ညာတဲ့ဟာမှာဟုတ်ပြီဟမ်မွေမဆလာလာမသိဘူးနော်သူတို့မထိတာအယောင်တင်တဲ့ဘူးတွေပေါ့အဲ့ဒါနဲ့သူကအယောင်တင်မယ်နော်အသားငါတဲ့အဲ့လိုပုံစံကြည့်ရတော့ဟုတ်ပြီစနွဲမုံလားမသိဘူးထေးတယ်အိုးကသေးတယ်နေ့မှာရှဲတာကရှာကလေးနဲ့ရပြလိုက်တဲ့တကွဲမိုင်းဒီဗျာချက်ကြည့်လိုက်မယ်ဘယ်လိုလဲမိုင်းတယ်နောက်တစ်ခါမိုင်းတယ်โอเคကောင်းတယ်လဲသူကပြတယ်ဖုန်းအုပ်လိုက်ပြီဖွင့်တယ်ဒါပါလဲပဲကျွန်တော်တို့ထင်တယ်တော့ငရုတ်သီးတော့မဖြစ်နိုင်ဘူးနော်ခရမ်းရှိုင်သီးလို့ပါလို့တော့သူမှရှစ်တာကဒီလိုပဲမြင်တယ်ခရမ်းရှင်သီးလားမသိဘူးနော်ကျွန်တော်ထင်တော့နော်ကြက်ချီတော့ရှင်နေမိုက်တယ်ဟုတ်ပြီကနေနေလှုပ်ပြလိုက်တယ်ဟုတ်တယ်လေးလှုပ်ပါအောင်ဆိုပြီးပုံရသမမွေးပြလိုက်တယ်ရှေပဲမိုက်ပြီနေကလေးကမွေးနေတယ်စားရှင်စရာကြီးပဲနော်သူတို့ရှစ်တဲ့လက်ရကလည်းတမျိုးကြီးပဲထူးထူးဆန်းဆန်းလက်ရတစ်ခုတည်းဖြစ်တယ်နော်မိုက်တယ်မဆိုးပါဘူးဘိုင်တော့စားတော့ပြီဗျာကျွန်တော်အင်ရှာမလက်ရကနေပြီးတော့ကြက်ရှိတောက်တွေကြက်သိမ်းမြတ်တွေတော့မသိဘူးကိုလုံးရောရတာဒါကြတော့ဒါငရုတ်သီးအဖက်တွေတော့မဟုတ်ပါဘူးတော့ဒါခရမ်းရှိုင်သီးလို့ပါလို့သူတို့မှထိထားတယ်နော်ဒါကဟုတ်တယ်ငရုတ်သီးဖက်တော့မဖြစ်နိုင်ဘူးဒါကနော်ကြက်ရှိတောက်ရဲ့ကြက်သိမ်းမြတ်ရဲ့မိုက်ပြီဗျာကျွန်တော်တို့မျိုးတွေသူတို့လိုရှက်ပါအောင်နော်ရလဲမိုက်တယ်ထမင်းကလည်းနေပြီးတော့ထူးထူးဆန်းဆန်းမင်းတော့သူတို့စားတဲ့ထမင်းကလည်းနေပြီးတော့ဖြူဖွေးနေတာမဟုတ်ဘူးပြောမယ်ဆိုရင်အယောင်ကတမျိုးကြီးဖြစ်နေတယ်နော်ဟုတ်ပြီထမင်းကိုဆုပ်ပြလိုက်တယ်ကောင်းညင်းနဲ့စားတာထမင်းမဟုတ်ဘူးဒါဟုတ်ပြီရှဲဟဲ့ကောင်းတယ်လဲသူစားတာမိုက်တယ်ဗျာနော်ဟုတ်ပြီဒါကြက်တင်မြေလားကြက်မြင့်နဲ့နေပြီးတော့ကြက်ရှိတောက်ဟုတ်တယ်ကြက်မြင့်နဲ့ကြက်ရှိတောက်ထင်တယ်နော်သူတို့ချက်တဲ့နေ့ကလည်းမိုက်တယ်ဗျာစားရှင်စရာကြီးနော်ကြည့်ပါဦးကျွန်တော်တို့မြန်မာလဲရချက်တာနဲ့ကျွန်တော်တို့မြန်မာလဲရနဲ့တူတယ်နည်းနည်းတော့ဆင်တယ်နော်စားတာကလည်းနေပြီးတော့ဒီအာဖရိကတွေလည်းနေပြီးတော့ဒီရုပ်သီးတွေပါတယ်စားတာပဲသူတို့ကနော်ဒီစားတာကနေပြီးတော့ကျွန်တော်တို့မြန်မာလဲရတယ်နဲ့လည်းနေလောက်ဆင်တယ်နော်ဒါကောင်းချင်းနဲ့နေပြီးတော့စားတာနော်သူတို့လည်းအစဲစားတာပဲဒီကောင်တွေလေးနော်အစဲစားနိုင်တယ်မိုက်ပြီးအဲ့ဒါဆိုကျွန်တော်တို့မျိုးတွေသူတို့ရှက်တယ်လို့မျိုးကျွန်တော်တို့သူတို့ရှင်းနေတဲ့ကျွန်တော်တို့ရှက်ကြည့်လိုက်အောင်စားလို့ကောင်းလားဆိုတော့ကျွန်တော်တို့ဒီနေ့ညနေသူတို့ရှက်တယ်လို့ရှက်လိုက်မယ်ဗျာနော်